present continuous နဲ့ past simple tense နဲ့သူတို့ဘယ်လိုကွာလဲဆိုတာလေးကိုဒီခန်းမှာဘယ်လိုကွာလဲဆိုတာလေးကိုကျွန်တော်ကြည့်သွားကြမယ်။အဲ့ဒီမှာကြည့်အောင်။အဲ့တော့ present continuous tense ကိုသူကပေးထားတယ်။ present continuous tense I am doing ကျွန်တော်လုပ်နေတယ်။ we use ကျွန်တော်တို့ကသုံးပါတယ်တဲ့ the continuous for things happening အဲ့တော့တခုခုဖြစ်ပျက်နေတာပေါ့နော် at နော်ဒါမှမဟုတ် around the time of speaking အခုလက်ရှိပြောနေတဲ့အချိန်မှာစကားလက်ရှိပြောနေတဲ့အချိန်မှာဖြစ်ပျက်နေတဲ့အရာတခုကျွန်တော်တို့ကသုံးတယ်ဆိုရင်ပြောချင်တယ်ဆိုရင် present continuous tense ကိုကျွန်တော်တို့သုံးပါမယ် the action is not complete action is not complete ဆိုတော့ဒီ action ကမပြီးသေးဘူးလက်ရှိလုပ်နေတာအဲ့တော့ဒီမှာပေးထားတယ်ဆိုရင်သူက past ဆိုပြီးပေးထားတယ်အတိတ်က now ပေးထားတယ်အခုလုပ်နေတာ future အဲ့တော့အတိတ်ရဲ့ present ရဲ့ future ရဲ့ပေးထားတယ်အဲ့တော့လက်ရှိလုပ်နေတဲ့ဟာကိုပြောချင်တာမပြီးသေးတဲ့ဟာကိုပြောချင်တဲ့အခါကြတယ် present continuous tense ကိုတော့ဒါလက်ရှိဖြစ်ပျက်နေတာကိုပြောချင်တာလက်ရှိဖြစ်ပျက်နေတာကိုပြောချင်တယ်ဆိုရင် present continuous tense ကိုသုံးမယ် present simple tense ကကြတော့ I do နော် present continuous tense ကတော့ verb to be plus နော် amisa plus you know verb for ing present simple I do present simple ကတော့ infinitive ကိုသုံးတာပေါ့နော်အဲ့တော့ action verb ဒီမှာဆို verb 1လို့သိကြတော့ကျွန်တော်တို့ we use တယ်ကျွန်တော်တို့သုံးပါတယ်တဲ့ the present simple for things present simple ကိုကျွန်တော်တို့တွေကိစ္စရပ်တွေတွေသုံးတယ် in general အဲ့တော့ရေဘူးရဆန်တဲ့ကိစ္စရပ်တွေ or things that happen repeatedly ဒါမှမဟုတ်ထပ်ခါတလဲလဲဖြစ်တဲ့ကိစ္စရပ်တွေကိုကျွန်တော်တို့ပြောချင်သုံးတယ်အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်က present simple tense ဒီရေဘူးရအဖြစ်မှန်တဲ့ကိစ္စတွေနော် generally true ဖြစ်တဲ့ကိစ္စတွေရေဘူးရအမှန်တရားကိုကျွန်တော်တို့ပြောချင်တယ်ဆိုသုံးတယ်အဲ့လိုမှမဟုတ် repeatedly ဖြစ်နေတာမျိုးထပ်ခါဖြစ်နေတာမျိုးကျွန်တော်တို့ပြောချင်သုံးတယ်နော်အဲ့တော့ကျွန်တော်တို့ကြည့်ကြည့်မယ်ဘယ်လိုကွာခြားမှုရှိလဲအဲ့တော့ present continuous tense မှာပြောထားတယ် the water is boiling ရေကစုနေတယ် be careful ဂရုစိုက်တော့တဲ့ဒါကလက်ရှိဖြစ်နေတာကိုပြောတဲ့ခါကျရင်ကျွန်တော်တို့သုံးတယ် present simple နဲ့ဒီဘက်မှာသုံးပါ the water boils at 100 degrees Celsius အဲ့တော့ရေက100 degree Celsius မှာဆိုရင်စုပွက်တယ်လို့ပြောတယ်ဒါက general true နော် तू ကရေဘူးရအမှန်တရားတစ်ခုဖြစ်တယ်အဲ့တော့ရေကိုဘယ်အချိန်မှာပဲကြိုလိုက်ပူချိန်100 degree Celsius ရောက်သွားရင် तू ဒီစုတယ်အဲ့တော့ तू ကလက်ရှိဖြစ်နေတာကိုပြောတာ तू ဒီရေဘူးရအမှန်တရားတစ်ခုပြောတဲ့ခါကျရင်သုံးတယ်ဒါကကြတော့ water is boiling ဆိုတာက present continuous လက်ရှိဖြစ်နေတာပြောချင်တာနောက်တစ်ခုဒီမှာကြည့်ကြမယ် listen to those people အဲ့လူတွေကိုနားထောင်ကြည့်ဦးနော်နားထောင်ပါတဲ့ what language are they speaking သူတို့ဘယ်ဘာသာစကားကိုသူတို့ကပြောနေတာလဲတဲ့ဒါလက်ရှိသူတို့စကားပြောနေတဲ့ဟာကိုနားထောင်နေရင်းနဲ့ပါနော်ဒါဖြစ်ပျက်နေတဲ့ဟာသူလက်ရှိဖြစ်ပျက်နေလက်ရှိပြောနေတာနားထောင်နေပြောလိုက်တဲ့စကားတစ်ခုဖြစ်တယ်ဒီမှာ present simple နဲ့သုံးမြထားတယ် excuse me နဲ့တစ်စိတ်လောက်ပါ do you speak English ခင်ဗျားအင်္ဂလိပ်စကားပြောတတ်လားလို့မေးတယ်အဲ့တော့ဆိုလိုရတဲ့ပဲဒါဒီရေဘူးရအပြင်သူစကားအင်္ဂလိပ်လိုပြောတယ်လားဒါအောင်မေးတာအဲ့တော့ तू မနေ့ကလည်းပြောတယ်ဒီနေ့လည်းပြောတယ်မနေ့ကလည်းပြောတယ်ရေဘူးအပြင် तू အင်္ဂလိပ်လိုပြောတယ်ဒါတော့ generally true ဖြစ်နေတဲ့ကိစ္စကိုပြောတာအခုပြောနေတာမဟုတ်အခုလက်ရှိအင်္ဂလိပ်စကားကိုပြောနေတာမဟုတ်အခုလက်ရှိကမြန်မာစကားပြောရင်ပြောမယ်ဒါပေမဲ့ do you speak English ဆိုတော့ခင်ဗျအင်္ဂလိပ်လိုပြောလားလို့ပြောတာအင်္ဂလိပ်လိုပြောတယ်လားလို့ပြောတာဟုတ်ပြီနော်ဒီဘက်မှာ let's go out တယ်ငါတို့သွားကြမယ် it isn't raining now အခုတော့ဗာလဲမိုးရွာမနေဘူးလေအခုလက်ရှိမဖြစ်နေတဲ့ဟာပြောလက်ရှိ present မှာဘာတွေဖြစ်နေလဲဘာတွေမဖြစ်ဘူးဆိုတော့လက်ရှိ present အခြေအနေကိုပြောတော့ present continuous tense ကိုသုံးတယ်It doesn't rain very much in summer တဲ့။နွေမှာဆိုရင်လည်းမိုးတွေသိပ်မရွာဘူး။ဒါကရေဘူးရအမှန်တရား။နွေမှာဆိုများတော့ဖြစ်မိုးမရွာဘူး။ဟုတ်တယ်နွေမှာဆိုမိုးရွာမှမရွာတာ။နွေရသည်လေ။အဲ့တော့သူဒီရေဘူးရအမှန်တရားတစ်ခုပြောတဲ့အတွက် present simple tense ကိုသုံးတယ်။နောက်တစ်ခုဒီမှာ I am busy တဲ့ကျွန်တော်အလုပ်များနေတယ်တဲ့။ present continuous tense နဲ့သုံးမယ်။ What are you doing မင်းဘာလုပ်နေတာလဲ။အဲ့တော့ဒီဘက်မှာ What do you usually do at weekends စနေတနင်္ဂနွေတွေမှာဆိုရင်များသောအားဖြင့်ဘာလုပ်လဲလို့ပြောတာ What do you usually do at weekends စနေတနင်္ဂနွေမှာများသောအားဖြင့်ဘာဒါက repeatedly လုပ်တဲ့ဟာကိုပြောတာဖြစ်တယ်ထပ်ခါတလဲလဲလုပ်တဲ့ကိစ္စကိုပြောတာအခုလုပ်နေတာမဟုတ်ဘူးဒါမှမဟုတ်သူက habitual action လို့ခေါ်တယ် habitual action လို့ခေါ်တယ်အလေးအထားနဲ့ဆိုင်တဲ့ကိစ္စကိုပြီးတာမျိုးတွေဟုတ်ပြီနော်အဲ့လိုဟာမျိုးတွေပြီးတယ်အခုလက်ရှိလုပ်နေတာမဟုတ်အဲ့ဒါဆိုရင် present simple ကိုသုံးမယ်နောက်တစ်ခုကြည့်မယ်
I'm getting hungry တဲ့ကျွန်တော်ဘိုက်စာနေတယ်တဲ့ let's go and eat လာကျွန်တော်တွားပြီးတော့စားကြစို့တယ်အခုလက်ရှိကျွန်တော်ဘိုက်ကတဖြည်းဖြည်းစာနေတာပြောအခုလက်ရှိဘိုက်စာလာနေတာကိုပြောတာဟုတ်ပြီနော်ငါဘိုက်စာလာပြီဘိုက်စာလာနေပြီ getting hungry ဆိုဘိုက်စာနေပြီဆိုဘိုက်စာလာနေပြီအခုလက်ရှိဖြစ်နေတာပြောတယ်ဒီဘက်မှာသုံးပြတော့ I always get hungry in the afternoon ငါနေ့လယ်ပိုင်းနေဆိုရင်လည်းအမြဲတမ်းဘိုက်စာတယ်အခုပြောနေတဲ့အချိန်မှာဘိုက်စာတာသူ့ရဲ့ repeatedly ဖြစ်တဲ့ကိစ္စကိုဒါမှမဟုတ်သူ့ရဲ့ habitual action လို့ခေါ်တဲ့ထပ်ခါတလဲလဲဖြစ်တဲ့ကိစ္စကိုပြောတာအခုဖြစ်နေတာဒါမှမဟုတ် present simple tense နဲ့တော့Kate Kate wants to work in Italy Kate က Italy မှာအလုပ်လုပ်ချင်တယ်တဲ့ so she is learning Italian ဒါကြောင့်မလို့သူ Italy ကိုသူသင်ယူနေတယ်လို့ပြောတယ်အခုလက်ရှိသူသင်နေတာပြောတာ most people learn to swim when they are children ဒါကအများစုကများသောအားဖြင့်လှုပ်တာပြောတာနော်အဲ့တော့လူအများစုကသူတို့တွေကလေးဘဝမှာဆိုရင်နော်သူတို့တွေကလေးတုန်းကဆိုရင်ရေကူးကိုသင်ကြတယ်အဲ့မှာ earlier learn simple present နဲ့သုံးတယ်အဲ့တော့သူဒီလက်ရှိဖြစ်ပျက်နေတာပြောတာပေါ့ရှေးဘူးရမှန်တရား generally true ဖြစ်တဲ့ဟာပြောတာနောက်တစ်ခုက the population of the world is increasing very fast the population of the world အဲ့တော့ကမ္ဘာရဲ့လူဦးရေဟာ is increasing တက်လာနေတယ်လက်ရှိဖြစ်နေတာ very fast မြန်မြန်ဆန်ဆန်နဲ့တိုးလာနေတယ်ပေါ့ increasing ဆိုတော့ဒါကလက်ရှိဖြစ်နေတာပြောတာ every day the population of world increase ဒီမှာဒါကကျတော့နေတိုင်းလူဦးရေကမ္ဘာလူဦးရေတိုးလာတယ်တိုးနေတယ်လို့ပြောတာနေတိုင်းကမ္ဘာလူဦးရေတိုးတယ် by about 200,000 people လူ2သိန်းလောက်ခန့်လောက်နေတိုင်းကမ္ဘာလူဦးရေတိုးဒါပုံမှန်ဖြစ်နေတာကိုပြောတာ generally မှန်တာကိုပြောတာနောက်တစ်ခု we use ကျွန်တော်တို့သုံးတယ်နော်ဒါဆိုရင်သူက present continuous tense နဲ့ present simple tense ခြားနာချက်ကိုသိသွားပြီနောက်တစ်ခု we use ကျွန်တော်တို့သုံးတယ် the continuous for temporary situations ဆိုတာ temporary situations ဆိုတာယာယီအခြေအနေမှာနော်ဖြစ်နေတာဟာ things that continue for a short time ဒီအချိန်တိုလေးတွေမှာယာယီအချိန်တိုလေးလက်ရှိပြောနေတဲ့အချိန်လေးတွေမှာဖြစ်နေတဲ့ situation ကိုလည်းသုံးတယ်လို့ပြောတယ် I'm living with some friends ငါတင်ရချင်းနေနေတာ until I find a place of my own ငါရဲ့ကိုယ်ပိုင်နော်ငါကိုယ်ပိုင်နေရာမတွေ့မချင်းထိငါတင်ရချင်းနေတာလို့ပြောလက်ရှိ temporary မှာဖြစ်နေတာဖြစ်လို့ present continuous tense နဲ့ပြောပါတယ်ဒီဘက်မှာ present simple ကျတော့ we use ကျွန်တော်တို့သုံးပါတယ်ဟုတ်ပြီနော် the simple the present simple တော့ကျွန်တော်တို့ present simple သုံးတာ for permanent situation အမြဲတမ်းဖြစ်နေတဲ့ကိစ္စကိုပြောတာအမြဲတမ်းဖြစ်နေတာ things that continue for a long time အချိန်ကြာကြီးဖြစ်နေတာပြောတာ my parents live in London မနေ့ကလည်းနေတယ်တနေ့ကလည်းနေဟိုတနေ့ကလည်းနေဟိုရက်ကပြီးခဲ့နှစ်ကလည်းနေတယ်အထားမျိုးဟုတ်ပြီနော်အဲ့တော့ကျွန်တော်မိဘတွေကလန်ဒန်မှာနေတယ် they have lived there all their lives သူတို့အိမ်မှာသူတို့တဘဝလုံးနေတာလို့ပြောတာဒါကရေဘူးကမှန်တရားတစ်ခုဖြစ်တာနောက်တစ်ခုကျ you are working hard today မင်းကဒီနေ့အလုပ်ပြန်ကြိုးစားတယ်လက်ရှိဖြစ်နေတာကိုပြောတယ်ဒီဘက်မှာကျတော့ Joe isn't lazy Joe ကတော့မပြင်းဘူးတဲ့ he works hard most of the time သူကအချိန်အများစုမှာသူကအလုပ်ကြိုးစားတယ်လို့ပြောတယ်အဲ့တော့ဒါကသူရေဘူးအဖြစ်မှန်တာဟိုဟာကကျတော့ဒီဘက်မှာကျတော့လက်ရှိဒီနေ့မှာသူကအလုပ်ကိုကြိုးစားလုပ်နေတာအရင်လေးတွေကအလုပ်ရင်လည်းလုပ်မှာမယုံလည်းမလုပ်ဘူး present continuous tense တုံးထားတာလက်ရှိပြောနေတဲ့အချိန်မှာသူကဘာဖြစ်လဲလုပ်နေတာဒါကကျတော့ဂျိုးကကျတော့သူ့ရဲ့ပုံမှန်အဖြစ်သူလုပ်တာသူဒီပုံမှန်ပဲအလုပ်ကြိုးစားတာပြောတာမနေ့ကလည်းအလုပ်ကြိုးစားတယ်မနှစ်ကလည်းကြိုးစားတယ်သူနော်ရေဘူးအဖြစ်သူအလုပ်ကြိုးစားတာဒါကိုပြောချင်တာဒါကြောင့် present simple တော့ပြောတာအခုပြောနေတဲ့အချိန်မှာဂျိုးဒီအလုပ်လုပ်ချင်လဲလုပ်မယ်ဒါမှမဟုတ်ရင်အိတ်နေချင်လဲအိတ်နေမယ်ထိုင်နေချင်လဲထိုင်နေမယ်ဟုတ်ပြီနော်ဒါဆိုရင်သူက present simple နဲ့ present continuous tense ကို꿰သွားပြီအဲ့တော့ကျွန်တော်တို့ B ကိုကြည့်ကြည့်အောင် I always do တဲ့ကျွန်တော်ကလုပ်ပါတယ် and I'm always doing ကျွန်တော်အမြဲတမ်းလုပ်ပါတယ်အဲ့တော့ဒီဟာလေးမှာဘယ်လိုလဲဆိုတော့ကြည့်ကြည့်ပါ I always do something ဆိုတာကကျွန်တော်ဒီဘာဖြစ်လဲအမြဲတမ်းတစ်ခုခုကိုလုပ်ပါတယ်အဲ့ဒါကကျွန်တော်ခဏနော်ထက်ခါတလဲလေလုပ်တာမျိုးပြောတယ် present simple နဲ့တော့အဲ့တော့သူဆိုလိုတာ I do it
every time ကျွန်တော်အချိန်တိုင်းမှာလုပ်တယ်လို့ပြောတာ I always go to work by car ကျွန်တော် I always go to work by car ကျွန်တော်အလုပ်ကိုကားနဲ့သွားသူကဘာဖြစ်လဲအမြဲတမ်းကားနဲ့သွားတာဒါမျိုးပြောချင်တာ I'm always doing something ကျွန်တော်ကအမြဲတမ်းတစ်ခုခုလုပ်နေတယ်ဆိုရယ်ပြောတယ်အဲ့ဒါကကြတော့တဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကြတော့ I do it too often ကျွန်တော်ခဏခဏလုပ်တယ်ဟိုဒါမှ more than no more often than normal ပုံမှန်ထက်ကျွန်တော်ဟာများတော့အဖြစ်လုပ်တယ်လို့ပြောတာဒါကကြတော့ I'm always doing something ဆိုကျွန်တော်အမြဲတမ်းတစ်ခုခုလုပ်နေတာလို့ပြောတာသူပုံမှန်နော်တစ်ခုခုတော့သူမကြာခဏလုပ်နေတယ်လို့ပြောချင်တဲ့အခါကျရင်ဘာဖြစ်လဲဒီဟာကိုသုံးတယ်ဒါကကြတော့သူက I always do ဆိုတော့အမြဲတမ်းလုပ်တာအမြဲတမ်းလုပ်တာဒါကကြတော့သူကပုံမှန်အဖြစ်ဒါမှမဟုတ်ခဏခဏလုပ်နေတဲ့ကိစ္စမျိုး I'm always doing something လို့ပြောတယ်အဲ့တော့ဒီမှာ example လေးကိုကြည့်ကြည့်မယ် I've lost my keys again ဟာငါတော့ပျောက်တော့ I'm always losing again ငါတော့ဘာဖြစ်နေလဲငါအမြဲတမ်းတော့ပျောက်နေတာပဲ I'm always losing ငါအမြဲတမ်းပျောက်နေတာ Now I lose them too often သူကခဏခဏဖြစ်နေတဲ့ကိစ္စမျိုးနော်ခဏခဏဖြစ်နေတဲ့ကိစ္စမျိုးကြာဖြစ်နေတဲ့ကိစ္စမျိုးမကြာခဏလိုဖြစ်နေတဲ့ကိစ္စမျိုးအဲ့လိုကိစ္စမျိုးတွေကိုသူတို့ကဘာနဲ့တွဲသုံးလဲ present continuous နဲ့ always နဲ့တွဲသုံးတယ်ဟုတ်ပြီနော် present continuous နဲ့ always နဲ့ဥပမာဆို they always နော် they are always asking for help သူတို့အမြဲတမ်းကူညီတောင်းနေတာပဲဟုတ်ပြီနော် they are always asking for help အမြဲတမ်းကိုကူညီတောင်းနေရပဲဒါမျိုးလာတာ they are always making noise နော်သူတို့အမြဲတမ်းကိုစူနေတာပဲဒါခဏခဏလုပ်တဲ့ကိစ္စတွေကြာရင်ဒါဘာပဲ always နဲ့ buffer engine နဲ့ပြောင်းပြီးတော့ present continuous tense နဲ့ always နဲ့တွဲသုံးလိုက်တယ်အဲ့တော့ဒီမှာကြည့်မယ် Paul is never satisfied နော် Paul ကဘယ်တော့မှသူကပါ satisfied မဖြစ်ဘူးစိတ်မချဘူး he is always complaining သူအမြဲတမ်း complain တက်နေရပဲသူခဏခဏ complain တက်နေတာကိုပြောတာ You're always looking at your phone မင်းအမြဲတမ်းမင်းဖုန်းကိုကြည့်နေတာပဲ Don't you have anything else to do မင်းမလုပ်စရာတခြားလုပ်စရာဘာမှမရှိဘူးလားအဲ့တော့ always နဲ့ present continuous tense နဲ့ကိုဆရာကျွန်တော်တို့တွေကအဲ့လိုမျိုးတစုံတစ်ခုခဏခဏဖြစ်နေတဲ့အခါမှာလည်းအဲ့ဒီခဏခဏဖြစ်နေတဲ့အခါကလည်းများသောအားဖြင့်ပေါ့နော် annoying နေဖြစ်တဲ့ကိစ္စမျိုးတွေနော်ဒါမျိုးတွေမှာဆိုရင်လည်း complain နေနဲ့သုံးပါတယ်နော်အဲ့ဒီဟာကတော့ grade 10ထဲမှာနော်အဲ့တော့တစုံတစ်ခုကအမြဲတမ်းကိုယ် annoying ဖြစ်နေတဲ့ကိစ္စတွေပြောချင်တဲ့အခါ always နဲ့ present continuous tense နဲ့တွဲပြီးတော့သုံးတယ်ဆိုတဲ့ကိစ္စကို grade 10က grammar မှာသင်ရပါတယ်essential grammar in use ရဲ့သင်ခန်းစာတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့သူကလစဉ်ကြီးသွင်းပြီးတော့နော် Telegram မှာ channel မှာလစဉ်ကြီးသွင်းပြီးတော့သူကလေ့လာလို့ရတယ်နောက်ပြီးတော့ Facebook က channel မှာလည်းလစဉ်ကြီးသွင်းပြီးတော့လေ့လာလို့ရတယ်အဲ့တော့ဒီမှာတော့နော် time to time တင်ပေးသွားပါမယ်နော်ဒီ elementary ကိုessential grammar in use ရဲ့ elementary ကိုနောက်ပြီးတော့ intermediate level တွေကို grammar တွေပေါ့နော်ဒါကိုကျောင်းမှာလည်းသုံးလို့ရတယ်စကားပြောရင်လည်းသုံးလို့ရတယ်ပေါ့နော်